အောင်မြင်သူအများစုတွေဟာချက်ချင်းဆိုသလိုဘုံဆိုပြီးအောင်မြင်လာခဲ့ကြတာမဟုတ်ပါဘူးသူတို့မှာအလွန်ပဲကောင်းမွန်တဲ့အလေးကျင့်တွေလည်းပဲရှိတာဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးမှာဆိုရင်တော့အောင်မြင်သူတွေရဲ့ရှိတတ်တဲ့အလေးကျင့်ကောင်း10ခုကိုဖော်ပြသွားမှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုပန်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ပန်ကတော့သင်ပွားအတွက်ခွန်အားဖြစ်စေပြီးတိုးတက်စေနိုင်တဲ့စာအုပ်လေးတွေကိုမျှဝေပေးနေရပဲဖြစ်ပါရရှင်အခုတစ်ခါမျှဝေပေးနေတဲ့စာအုပ်လေးကတော့ကိုယ့်ကိုယ်ပြောင်းလဲဖို့အတွက်သင်ခန်းစာ25ချက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရဲ့ရှင်ဒီနေ့နားထောင်ရမယ့်သင်ခန်းစာလေးကိုမသွားခင်လေးမှာပန်ရဲ့ reading audio လေးတွေကိုသဘောကျနှစ်သက်တဲ့ဆိုရင် like and subscribe လေးတွေလုပ်ပေးသွားဖို့ရအတွက်ပန်ကအထူးပဲမေတ္တာရက်ခံပါရဲ့ရှင်ကဲဒါဆိုရင်တော့ဒီနေ့အတွက်ပန်နဲ့တူစတင်နာဆင်ကြရအောင်လားရှင်အောင်မြင်သူတို့ရဲ့အလေးကျင့်ကောင်း10ခုလူတစ်ယောက်အောင်မြင်ဖို့အတွက်အလေးကျင့်ကောင်းတွေရှိဖို့လိုအပ်ပါတယ်အလေးကျင့်ကောင်းတွေကအောင်မြင်မှုစီကိုတွန်းပို့ပေးနိုင်ပါတယ်ဒီတော့သင်ကအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင်အလေးကျင့်ကောင်းတွေတိဆောက်ထားရမှာဖြစ်ပါတယ်အောင်မြင်ခြင်းပါသလားလို့လူတိုင်းကိုမေးကြည့်လိုက်ရင်တော့မအောင်မြင်ခြင်းတဲ့သူဘယ်သူရှိမှလဲအောင်မြင်ခြင်းတာပေါ့လို့ဖြေကြပါလိမ့်မယ်ဒါပေမဲ့တကယ်တမ်းအောင်မြင်ဖို့ဘာတွေလုပ်နေလဲမေးရင်ဘာမှမလုပ်ပဲအောင်မြင်ခြင်းကြတာကိုတွေ့ရပါလိမ့်မယ်အောင်မြင်မှုကိုလူတိုင်းရယူချင်ကြပါတယ်ဒါပေမဲ့လူအများစုကလူချင်းတဲ့အစ်စ်မှာပဲရှိကြပါတယ်အောင်မြင်မှုရဖို့အတွက်ကိုတော့ဘာမှလှုပ်ဆောင်မှုမပြုကြပါဘူးလူနည်းစုကတာကိုလိုချင်တာရယူပိုင်ဆိုင်နိုင်ဖို့အတွက်စူးစမ်းကြတာပါအောင်မြင်သူနဲ့မအောင်မြင်သူကအလွန်ကွာခြားပါတယ်မအောင်မြင်သူတွေဆိုတာသူတို့ဘဝမှာဘာဖြစ်ချင်လဲဘာလိုချင်လဲဆိုတာတိတိကျကျမသိကြတဲ့သူတွေဘဝရည်မှန်းချက်မရှိတဲ့သူတွေပါသူတို့ကကြာရဘဝမှာပဲရက်တက်နေကြတဲ့သူတွေပါမအောင်မြင်တဲ့သူအများစုကတာမန်သူလို့ကိုလိုပါပဲသူတို့ရဲ့ဘဝတွေကအိမ်မက်ဆိုတာမရှိရည်မှန်းချက်ပန်းနိုင်ဆိုတာမရှိဥတီချံမရှိကြပဲဘဝကိုဖြစ်တယ်လို့နေနေကြတဲ့သူတွေပါသူတို့ဘာကြောင့်မအောင်မြင်ကြတာလဲဆိုတာကိုလည်းမဆန်းစစ်ကြပါဘူးအောင်မြင်သူတွေကဒီလိုမဟုတ်ပါဘူးသူတို့ဘဝမှာသူတို့ဘာဖြစ်ချင်လဲဘာလို့ချင်လဲဘယ်လိုဘဝမျိုးမှာနေချင်လဲဆိုတာတိတိကျကျသိကြပါတယ်သူတို့မှာတိကျသိချတဲ့ရည်မှန်းချက်ပန်းတိုင်းရှိကြပါတယ်သူတို့ရည်မှန်းချက်တွေပြေဝဖို့အချိန်တိုင်းမှာသူတို့ရဲ့ပန်းတိုင်းကိုပဲသူတို့အာရုံပြုနေကြပါတယ်သူတို့မှာဘယ်လိုအရေးချင်းတွေရှိလဲဘာတွေဖြစ်ဖို့လိုလဲဆိုတာစမ်းစစ်ပြီးအမြဲတမ်းဖြည့်နေကြပါတယ်အချိန်တိုင်းသင်ယူလေ့လာနေကြတယ်စာဖတ်ကြတယ်ကိုယ့်ကိုယ်ကိုယဉ်ဤမြုပ်နှံဖို့အချိန်ပေးကြတယ်အခြားသူတွေအချိန်ဖြုံးနေတဲ့အချိန်မှာသူတို့ရဲ့အချိန်တွေကိုသင်ယူမှုအပေါ်မြုပ်နှံထားကြတယ်သူတို့မှာတေချာတဲ့အိမ်မက်ပန်းနိုင်တွေရှိတဲ့အတွက်အခုချက်ချင်းသူတို့ဘာမှမဖြစ်သေးတာကိုဂရုမစိုက်ကြဘူးအနာဂတ်မှာဖြစ်လာမယ့်အိမ်မက်နောက်ကိုပဲလိုက်နေကြသူတွေပါသူတို့ရဲ့အချိန်တွေကိုအကျိုးမရှိတဲ့ຢာတွေအပေါ်မှာမဖြုံးကြဘူးသူတို့ကတာမန်လူတွေလို conference zone ထဲမှာမနေကြဘူးအများနဲ့ဖောက်ထွက်ဖို့ပဲစူးစမ်းနေကြပါတယ်သူတို့မှာစင်ကြေဆိုတာမရှိကြဘူးသူတို့ကိုသူတို့ယုံကြည်မှုအပြည့်ရှိကြတယ်အများနဲ့အခက်အခဲတွေကိုကျော်လွှားနိုင်တယ်သူတို့မှာအရှုံးမပေးတဲ့စိတ်ဓာတ်ရှိတယ်ဘယ်သူမှမကူညီရင်လည်းသူတို့ကိုသူတို့ကူညီကြတယ်တခြားသူတွေကလမ်းပြောင်းနေတဲ့အချိန်မှာသူတို့ကခီးဆုံးထိရောက်နေကြပါပြီသူတို့ကိုသူတို့ကောင်းစွာစီမံခန့်ခွဲနိုင်ကြတယ်ဒါကတော့အောင်မြင်သူတို့ရဲ့အတူယူစရာကောင်းတဲ့အမှုကျင့်တွေပါသင်လည်းအောင်မြင်ခြင်းရင်သူတို့စီကအတူယူပါသူတို့အကြောင်းတွေကိုလေ့လာပါတထေးဖြစ်ချင်ရင်တထေးပုံစံဖြစ်အောင်နေထိုင်ဆိုသလိုအောင်မြင်ခြင်းရင်အောင်မြင်သူတယောက်လိုပြုမှုနေထိုင်ပါသင်လိုချင်တာသင်ဘဝတွေကိုဆွဲခေါ်ပါအောင်မြင်သူတယောက်ဖြစ်ချင်ရင်အောင်မြင်သူလိုပြုမှုနေထိုင်ပါဒါကြောင့်သင်ကအောင်မြင်တဲ့သူတယောက်ဖြစ်ချင်ရင်အောင်မြင်သူတို့ရဲ့အလေးအကျင့်ကောင်းတွေကိုတိဆောက်ပါဒီလိုတိဆောက်ဖို့အတွက်အောင်မြင်သူတို့ရဲ့အလေးအကျင့်ကောင်းတွေကဘာတွေလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်အောင်မြင်သူတို့ရဲ့အလေးအကျင့်ကောင်း10ချက်1ကြီးမားတဲ့အိမ်မက်ပန်းနိုင်တွေရှိကြတယ်အောင်မြင်သူတွေဟာသူတို့မှာ
အိမ်မက်ပန်းတိုင်းကြီးကြီးတွေရှိကြပါတယ်။အဲ့ဒီအိမ်မက်တွေကိုအကောင့်ထဲဖို့ဖို့အတွက်သူတို့မှာတိကျတည်ကြတဲ့ရီမန်းချက်ပန်းတိုင်းတွေရှိကြပါတယ်။သူတို့ရဲ့လက်ရှိဘဝမှာဘလောက်ပဲစင်မပြေမှုတွေအခက်အခဲတွေနဲ့ကြုံတွေ့နေကြရပေမဲ့သူတို့မှာသူတို့လိုချင်တဲ့ဘဝပုံစံကိုပုံဖော်ထားနိုင်တဲ့အတွက်သူတို့ရဲ့စိတ်တွေဟာသူတို့ရဲ့ပန်းနိုင်အပေါ်မှာပဲအချိန်ပြည့်အာရုံပြုထားကြပါတယ်။သူတို့လုပ်သမျှအရာတိုင်းကလည်းပန်းနိုင်အတွက်ပဲလုပ်ကြပါတယ်။နှစ်အမြဲတမ်းတင်ယူလေ့လာကြတယ်။ကဘာပေါ်မှာအောင်မြင်ကြော်ကြားသူအများစုဟာအမြဲတမ်းတင်ယူလေ့လာနေတဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာသူတို့ကိုသူတို့ပို့ပြီးတော်အောင်ထက်မြက်အောင်အသစ်တွေကိုစဉ်ဆက်မပြတ်တင်ယူနေကြပါတယ်။သူတို့အောင်မြင်ရခြင်းရဲ့အကြောင်းရင်းကလည်းတင်ယူခြင်းပါပဲ။တင်ယူရင်လေ့လာရင်လက်တွေ့လုပ်ရင်းနဲ့အောင်မြင်လာကြတာပါ။သူတို့ကသူတို့မသိတာကိုတင်ယူဖို့အစဉ်သင့်ဖြစ်နေကြတဲ့သူတွေပါ။တာမန်လူတွေကတင်ယူရတာကိုမကြိုက်ကြပါဘူး။ဘယ်တော့မှလည်းတင်ယူမှုမပြုကြပါဘူး။အောင်မြင်သူတွေကတော့အမြဲတမ်းတင်ယူဖို့အတွက်စားလောင်နေကြပါတယ်။၃အရှုံးကိုလက်ခံနိုင်ကြတယ်။တာမန်လူအများစုဟာရှုံးမှကိုကြောက်ကြပါတယ်။အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်းနောက်ထပ်ရှုံးမှကြောက်ပြီးဘာမှမလုပ်ကြတော့ပါဘူး။ဒါပေမဲ့အောင်မြင်သူတွေကတော့အရှုံးကိုလက်ခံကြတယ်။ရှုံးတဲ့အခါမှာလည်းအရှုံးကိုရင်ဆိုင်ပြီးအောင်မြင်မှုရဖို့ဆက်လက်ကြိုးစားကြတယ်။အရှုံးကနေသင်ခန်းစာယူကြတယ်။ရှုံးမှကိုလည်းမကြောက်ကြဘူး။ရှုံးပြီးရင်လည်းလက်မလျှော့ကြပါဘူး။၄ကိုယုံကြည်မှုအပြည့်ရှိကြတယ်။အောင်မြင်တဲ့သူတိုင်းကိုယုံကြည်မှုအပြည့်ရှိကြတယ်။ယုံကြည်စိတ်ကပဲသူတို့ကိုသူတို့လိုချင်တဲ့ဘဝကိုရောက်အောင်ပို့ပေးတာဖြစ်တယ်။သူတို့လိုချင်တဲ့ဘဝသူတို့ဖြစ်ချင်တဲ့အိမ်မက်တွေအားလုံးရယူနိုင်ဖို့သူတို့မှာပြင်းပြတဲ့လိုအင်ဆန္ဒနဲ့ကိုယုံကြည်မှုရှိကြပါတယ်။ငါအခွင့်အလမ်းတွေကိုဖန်တီးနိုင်ကြတယ်။အခွင့်အလမ်းတွေဆိုတာကြိုတင်ပြင်ဆင်ထားသူအတွက်ဖြစ်တယ်။အောင်မြင်သူတို့ကအခွင့်အလမ်းကောင်းတွေကိုရအောင်ယူနိုင်ကြတယ်။အခက်အခဲတစ်ခုတွေ့ရင်အဲ့ဒီအခက်အခဲကိုအခွင့်အလမ်းဖြစ်ဖန်တီးယူနိုင်ကြတယ်။ဥပမာကိုဗစ်ကာလခက်ခဲတဲ့အချိန်ကိုအခွင့်အလမ်းဖြစ်ဖန်တီးနိုင်တဲ့အတွက်ဇွန်းတီထောင်သူဟာကမ္ဘာတန်းကျွယ်တစ်ထေးဖြစ်သွားခဲ့တာမဟုတ်ပါလား။၆သူများပေးတဲ့အကြံကိုလက်ခံကြတယ်။တာမန်လူတွေကသူများပေးတဲ့အကြံကိုလက်မခံကြပါဘူး။သူတို့ကသူတို့တတ်တဲ့သူတွေပါ။သူတို့ကသူတို့ကိုသူတို့အကုန်သိထားပြီးသားလို့ထင်နေကြတဲ့အတွက်သူများစီကအကြံဉာဏ်တွေကိုလက်မခံကြပါဘူး။အောင်မြင်သူတွေကတော့သူတစ်ပါးကပေးတဲ့အကြံဉာဏ်ကိုလက်ခံကြပါတယ်။သူတို့ကသူတို့အကုန်သိနေရင်တော့ထုံမပြောကြပါဘူး။သူတစ်ပါးအကြံဉာဏ်ကိုမကြိုက်ခဲ့ရင်လည်းမဆန့်ကျင်ကြပါဘူး။သူများပေးတဲ့အကြံဉာဏ်ကနေလေ့လာတယ်၊သင်ယူတယ်၊ကိုယ့်လုပ်ငန်းကိုယ့်အဖွဲ့အစည်းအတွက်အသုံးချကြတယ်။ခွန်းအပြောင်းလဲကိုလက်ခံကြတယ်။အောင်မြင်ခြင်းရင်ပြောင်းလဲရမယ်။အောင်မြင်တဲ့သူတိုင်းကအပြောင်းလဲကိုလက်ခံကြပါတယ်။ပြောင်းလဲတယ်ဆိုတာလက်ရှိနေရာကနေပိုကောင်းတဲ့အခြေအနေတစ်ခုကိုရောက်မယ်ဆိုတာသူတို့သိထားကြလို့ပါ။တာမန်လူတွေကအပြောင်းလဲကိုကြောက်ကြတယ်။အောင်မြင်သူတွေကတော့အမြဲတမ်းပြောင်းလဲနေကြပါတယ်။ရှစ်စွန့်စားရဲကြတယ်။တင်သားရဲဝံ့စွန့်စားပါအရာရာဖြစ်နိုင်ပါတယ်လို့ Harry Potter စာအုပ်ရေးသူကဘာကျော်စာရေးဆရာမ J.K. Rowling ကဆိုထားပါတယ်။အောင်မြင်သူတွေကစွန့်စားရဲကြတယ်။သူတို့ကရှုံးမှကိုမကြောက်ကြသလိုဘာပြန်ရမလဲလို့အရင်ဆုံးထင်မတွက်ဘူး။လက်ရှိဘလို့အခြေအနေမှာပဲရှိနေပါစေ။သူတို့ကစွန့်စားရဲကြတယ်။အဲ့ဒါကြောင့်လေတာမန်လူတွေမရနိုင်တဲ့ဘဝမျိုးကိုသူတို့ပိုင်ဆိုင်ရတာပါ။စွန့်စားတယ်ဆိုတာမာယူရဲ့ဆန္ဒမဟုတ်ပါဘူး။ကိုယ့်ရဲ့ရည်မှန်းချက်အတွက်စွန့်စားတဲ့အရာတွေကိုစွန့်စားရဲတာကိုဆိုလိုတာပါ။ကိုကျမ်းမာအောင်နေထိုင်ကြတယ်။အောင်မြင်သူတွေဟာသူတို့ရဲ့ကျမ်းမာရေးအတွက်အချိန်ပေးကြပါတယ်။ကျမ်းမာအောင်နေထိုင်ကြပါတယ်။သူတို့မှာလှုပ်ရှားအလုပ်တွေဘလောက်ပဲများနေပါစေ။ကျမ်းမာရေးအတွက်ထူးဂရုစိုက်ကြတယ်။ကျမ်းမာမှသူတို့ရဲ့ပန်းနိုင်ကိုရောက်သွားနိုင်မှသိတဲ့အတွက်သူတို့ရဲ့ကျမ်းမာရေးအတွက်အချိန်ပေးကြပါတယ်။တာမန်လူတွေကအသေးအဖွဲတွေနဲ့အလုရှုံနေကြပြီးတော့သူတို့ရဲ့ကျမ်းမာရေးကိုဂရုမစိုက်ပဲလစ်လူရှူထားကြပါတယ်။
10မိသားစုကိုချိန်ပေးကြတယ်။တာမန်လူတွေဟာအရေးမကြီးတဲ့အရာတွေမှာအလုရှုံနေတတ်ကြတယ်။သူတို့ကအလုများတယ်ဆိုတာအကြောင်းပြပြီးတော့မိသားစုကိုချိန်မပေးကြပါဘူး။ဒါပေမဲ့ဘဝမှာအောင်မြင်သူတွေကတော့သူတို့အလုဘလောက်ပဲရှုံနေပါစေမိသားစုကိုချိန်ပေးဖို့အချိန်တိတန့်ဖယ်ထားကြပါတယ်။မိသားစုနဲ့ဆွေးနွေးတာတိုင်ပင်တာစိတ်အပန်းဖြေတာမိသားစုကိုဂရုစိုက်တာတွေကိုပြုလုပ်တတ်ကြပါတယ်။ကဘာကျော်အောင်မြင်သူအများစုဟာမိသားစုကိုအလေးထားကြသူတွေပါ။ဒီအချက်တွေကအောင်မြင်သူတို့ရဲ့အလေးကျင့်ကောင်းတွေဖြစ်ပါတယ်။သင်လည်းအောင်မြင်သူတစ်ယောက်ဖြစ်ချင်ရင်အခုပြောပြတဲ့လေးကျင့်ကောင်းတွေကိုလေးကျင့်တည်ဆောက်ပါ။ဒါဆိုရင်သင်ဟာအောင်မြင်သူတစ်ယောက်ဖြစ်လာမယ်ဆိုတာယုံကြည်ပါတယ်။နားဆင်ပေးကြတဲ့သူတိုင်းကိုပန်းကအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဒီနေ့တော့ကတော့ဒီလောက်ပါပဲရှင်။ကြရှိနေသေးတဲ့အပိုင်းတွေကိုလည်းဆက်လက်ဆောင်မျှော်ရင်ကြည့်ရှုနားဆင်ပေးဖို့ကိုပန်းကအထူးပဲမေတ္တာရက်ခံပါတယ်ရှင်။